အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဇော်မင်းထွန်းပါယနေ့ဒီနေရာမှာကျွန်တော်ပြောကြားမယ့်စကားတွေဟာခါတိုင်းလိုပဲသတင်းစာရှင်းလင်းပွဲတွေမှာတည်တည်ချာချာစီစဉ်ထားတဲ့စိတ်ကူးရင်အလိမ်ညာတွေလုံးဝမဟုတ်ပါဘူးဒါတွေဟာကျွန်တော်ယင်တွေကနေတကယ်ကိုပုံပွင့်လင်းလင်းထွက်လာတဲ့တည်ကြတဲ့အမှန်တရားတွေသာဖြစ်ပါတယ်ကျွန်တော်ဟာသူ့ရဲ့ဘေးနားမှာချိန်တော်ကြာယာဒူးကြီးကြီးနဲ့နေခဲ့ရသူပါဒါကြောင့်လဲသူ့ရဲ့အတွင်းစိတ်သူ့ရဲ့ဆုံးဖြတ်ချက်တွေသူ့ရဲ့လျှို့ဝှက်ချက်တွေကိုကျွန်တော်အသိဆုံးပါခင်ဗျားတို့အားလုံးမျက်မှောက်ပြုနေရတဲ့အမျိုးဘာသာသာသနာကိုစောင့်ရှောက်တယ်ဆိုတဲ့အပြောအဟောတွေပြီးတော့နိုင်ငံတော်ကိုကယ်တင်နေတယ်ဆိုပြီးခဏခဏပြောနေကြစကားလုံးတွေဟာအပေါ်ယံတရုပ်ဆောင်နေတာတရုပ်မှန်ဖုံးကွယ်နေတာတသက်တာဖြစ်ပါတယ်အမှန်တရားနဲ့လုံးဝကင်းကွာပါတယ်သူ့အတွက်ကတော့သူ့ရဲ့ကိုကြိုးစည်းပွားသူ့ရဲ့အာဏာတည်မြဲရေးအတွက်ဆိုရင်ဘယ်သူကိုမဆိုဘယ်နေရာမှာမဆိုနင်းချေဖို့ဝန်မလေးတဲ့လူစားမျိုးပါယခုလည်းကြည့်ကြပါဦးတိုင်းပြည်အခြေအနေတွေမကောင်းတော့ဘူးတကယ်ကိုကြက်တဲလာတော့ကျွန်တော်လိုသူ့ဘေးမှာကပ်ပါနေပြီးသူခိုင်းသမျှအကောင်းဆုံးလိန်ညာပေးခဲ့ရတဲ့သူကိုတောင်အသုံးမကျဘူးဆိုပြီးဝေးရကိုကန်ထုတ်လိုက်ပါပြီဒီလိုအကျိုးပေးကင်းမဲ့တဲ့အဆုံးသက်မျိုးနဲ့ရင်ဆိုင်ရတာဟာတကယ်တော့မထူးဆန်းဘူးလို့ဆိုရပါလိမ့်မယ်ဒီတော့သူ့အတွက်အမြဲတမ်းအလုံးလုံးပေးခဲ့တဲ့ကျွန်တော်လိုလူကိုတောင်ဒီလိုစွန့်ပစ်ခဲ့မယ်ဆိုရင်ခင်ဗျားတို့ပြည်သူတွေကိုကြတော့သူကဘယ်လိုများသဘောထားမလဲဘယ်လိုနည်းနဲ့များဆက်ဆံမလဲဆိုတာနဲ့စဉ်းစားကြပါတွေးကြည့်ကြပါတော့အမှန်တိုင်းပြောရရင်သူဟာခင်ဗျားတို့ပြည်သူတွေကိုဘယ်တော့မှမိတ်ဆွေလို့မမြင်ပါဘူးအမြဲတမ်းသူ့ရဲ့အာဏာကိုချိန်ချောက်နေတဲ့ရန်သူတွေဖြစ်တာသဘောထားတတ်ပါတယ်သူ့ရဲ့အာဏာခိုင်မာမာတည်မြဲဖို့ဆိုရင်တိုင်းပြည်ကြီးတစ်ခုလုံးပျက်စီးသွားပါစေကျွန်တော်တို့ရဲ့ချစ်ရတဲ့လူငယ်တွေရဲ့အနာဂတ်တွေအိမ်မက်တွေပျောက်ဆုံးသွားပါစေသူလုံးဝဂရုမစိုက်ပါဘူးအရေးတောင်မလုပ်ပါဘူးသူပြောနေတဲ့ငြိမ်းချမ်းရေးဆိုတာကလည်းပြည်သူတွေကိုလက်နက်နဲ့အကြမ်းဖက်နှိပ်ကွပ်ပြီးငြိမ်ဝှက်အောင်လုပ်တာကိုပြောတာပါဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်းသူ့မိသားစုဝင်တွေသူ့ရဲ့နောက်လိုက်တပည့်တွေချမ်းသာကြွယ်ဝဖို့အတွက်ကိုပဲရည်ရွယ်ပြီးပြောနေတာသာဖြစ်ပါတယ်ဒီနေရာကနေကျွန်တော်တခုတည်းတောင်းပန်ချင်တာကတော့ရခင်ကကျွန်တော်ရှေ့ကနေမမရက်ပြီးလိန်ညာပြောဆိုခဲ့မိတဲ့ကိစ္စရပ်တွေဆုံးဖြတ်ချက်တွေအတွက်တကယ်ကိုနောင်တရမိတယ်ဆိုတာပါပဲဒါကြောင့်သူဘာပြောလုံးဝကိုမယုံကြည်ကြပါနဲ့တော့သူဟာခင်ဗျားတို့ပြည်သူတွေကိုကာကွယ်ပေးမဲ့သူလုံးဝမဟုတ်ပါဘူးသူကခင်ဗျားတို့ကိုတစားကံဖြစ်အသုံးချပြီးသူ့ရဲ့အာဏာပလင်သူ့ရဲ့ရာဇပလင်ကိုသာအခိုင်အမာတိစောက်နေတာဖြစ်ပါတယ်သူရဲ့လိန်နဲ့လက်ဖျားမှုတွေမမှန်ကန်တဲ့လမ်းစဉ်တွေထဲမှာကျွန်တော်တို့အားလုံးအတူတူနှင်မွန်းခဲ့ကြပြီးပါပြီဒီအခြေအနေတွေဟာတော်သင့်ပါပြီလုံလောက်ပါပြီမင်းအောင်လှိုင်ဆိုတာတိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးတဲ့သူမဟုတ်ပါဘူးသူချစ်တာကသူ့ရဲ့အာဏာကိုပဲအသက်လို့ချစ်မြတ်နိုးတာပါဒါကြောင့်ဘယ်တော့မှသူ့ကိုမယုံကြပါနဲ့တော့ကျွန်တော်လိုပဲယာဒူးတွေပြုတ်ပြီးအရာဆုံးရှုံးသွားမှနောင်တရတာမျိုးခင်ဗျားတို့ပြည်သူတွေမဖြစ်ကြရအောင်လို့ကျွန်တော်ဒီစကားကိုယင်ဖွင့်ပြောကြလိုက်ရခြင်းဖြစ်ပါတယ်